ကောင်လေးတစ်ယောက်ဟာမြေကြီးထဲကနေဟောင်းနွမ်းနေတဲ့ဓာတ်တစ်လက်ကိုတူးဖော်ရရှိခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့ဆရာကတော့ဒါဟာနတ်ဖျားသုံးတာဖြစ်တယ်လို့ပြောခဲ့တယ်။ကောင်လေးကဒါကိုမယုံပဲလွှင့်ပစ်ဖို့ပြင်လိုက်တဲ့အချိန်မှာပဲကောင်းကင်ကြီးကရုတ်တရက်မှောင်တိကျသွားပါတယ်။မိုးရွာတော့မယ်လို့သူထင်လိုက်ပေမဲ့လှည့်ကြည့်လိုက်တဲ့အခါမှာတော့သူ့ရဲ့ဆရာကပျောက်ကွယ်သွားပါပြီ။တကယ်တော့ဒီနတ်ဖျားသုံးတာပေါ်ထွက်လာတိုင်းကောင်းကင်ဘုံကမိုးကြိုးသုံးချက်ပစ်ချလေးရှိတာပါ။ဒီဘေးဒုက္ခကနေအသက်ရှင်ကျန်ရစ်သူဟာလောကတစ်ခုလုံးရဲ့အရှင်သခင်ဖြစ်လာပါလိမ့်မယ်။သူ့ရဲ့ဆရာကဓားကိုကင်ပြီးမိုးကြိုးကိုရင်ဆိုင်ဖို့ကောင်လေးကိုချက်ချင်းခိုင်းလိုက်ပါတယ်။ဒါကိုကြားတော့ကောင်လေးကအတော်လေးဝေခွဲမရဖြစ်သွားတယ်။ဒီတဏှာကြီးကိုသူမယုံကြည်ပေမဲ့ကဘာပေါ်မှာအင်အားအကြီးဆုံးသူဖြစ်လာခြင်းနဲ့စိတ်ကတော့ပြင်းပြနေပါတယ်။ဒါနဲ့ပဲကောင်လေးကကန်ဆန်းကြည့်ဖို့ဆုံးဖြတ်လိုက်ပြီးနတ်ဖျားသုံးသားကိုအမြင့်မှာမြှောက်ကင်လိုက်ပါတယ်။နောက်တစ်စက္ကန့်မှာတော့ကောင်းကင်ကနေမိုးကြိုးတွေပစ်ချလိုက်လို့ကောင်လေးလည်းသတိလစ်သွားခဲ့တယ်။သူ့ရဲ့ဆရာကချောင်းကြည့်လိုက်တဲ့အချိန်မှာပဲဒုတိယမြောက်မိုးကြိုးကထပ်မံကျရောက်လာခဲ့ပြန်တယ်။ကောင်လေးတော့နေရာတင်သေဆုံးသွားပြီလို့ဆရာဖြစ်သူကထင်လိုက်တာပါ။ဒါပေမဲ့မထင်မှတ်ဘဲကောင်လေးဟာဘာမှမဖြစ်တယ်လို့မျိုးကျင်းထဲကနေပြန်တက်လာခဲ့ပါတယ်။သူကြွားလုံးထုတ်ဖို့မပြင်ရသေးခင်မှာပဲတတိယမြောက်မိုးကြိုးကကက်လျက်လိုက်လာခဲ့ပေမဲ့ကောင်လေးကတော့ပြုံးနေခဲ့ပါတယ်။ကောင်းကင်ကမဲမောင်နေတဲ့တိမ်တိုက်တွေကင်းစင်သွားချိန်မှာတော့ကောင်လေးဟာမိုးကြိုးသုံးချက်စလုံးကနေအောင်မြင်စွာလွတ်မြောက်ခဲ့ပါပြီ။နတ်ဖျားသုံးတာကသူ့ကိုအရှင်သခင်အဖြစ်အတိမတ်ပြုလိုက်ပြီလို့ဆရာဖြစ်သူကဝမ်းသာအားရပြောလိုက်ပါတယ်။ကောင်လေးကသူ့ဘဝရဲ့အမြင့်ဆုံးအချိန်ကိုရောက်ပြီလို့ခံစားလိုက်ရတဲ့အချိန်မှာပဲမထင်မှတ်ပဲစတုထမြောက်နဲ့အစွမ်းထက်ဆုံးမိုးကြိုးကြီးကိုနိုးကြားစေခဲ့ပါတယ်။ဒီတစ်ချိန်မှာတော့ကောင်လေးဟာတကယ့်ကိုအကျက်တဲအခြေအနေတဲကိုကြားရောက်သွားပါတော့တယ်။